ခုကကျွန်တော်တို့ဒီမှာဒီနော်မလုပ်ပြီးအစီအစဉ်ကိုဒီတော့မှဖြစ်ပါတယ်ဒီနေ့တိုင်းနဲ့ခွင့်လုပ်ပြီးပါဒါမှမဟုတ်သတိခံပမာမှုသတိခံနေတာကပြီးခဲ့တဲ့နေ့ကျောင်းသတိခံနေတယ်ဟောလဲဆိုတော့ဘုရားခင်ကကျွန်တော်မကောင်းတဲ့ကျွန်တော်မသိတဲ့အချိန်မှာကျွန်တော်မျောလင့်ထားတဲ့အချိန်မှာဘုရားခင်ကကျွန်တော်မပြီးပဲနဲ့ကျွန်တော်မမျောလင့်တော့တဲ့အချိန်မှာဘုရားခင်ကပြီးတဲ့အချိန်ကအတွက်ကျွန်တော်တတိခံခြင်းနဲ့ပြီးခဲ့တဲ့နိုဝင်ဘာ2017ခုနှစ်နိုဝင်ဘာလမှာကျွန်တော်တင်တန်းရှိတဲ့အခါမှာအဲ့ချိန်မှာဘုရားခင်ကျွန်တော်စကားပြောတယ်ကျွန်တော်ရဲ့မရှိတရှိစေးရင်းလေးကိုဘုရားခင်သူ့ကိုတောင်းတဲ့အခါမှာကျွန်တော်ဓမ္မတော့ကျွန်တော်မှာဒါတွေကအခါမှမလုပ်ဘူးတဲ့ဒါပေမဲ့ကျွန်တော်ဦးသီးတော့ကျွန်တော်ပေးဘူးတဲ့ဒါပေမဲ့အဲ့စေးရင်းကိုတော့အခါမှမပေးဘူးနဲ့ကျွန်တော်ဘုရားခင်ကျွန်တော်ကိုတကယ်ပြီးခံလို့ရှိရင်ကျွန်တော်ကိုအမေလည်းခဏပြပါဆိုပြီးတော့ကျွန်တော်လည်းခံမှာတကယ်ဖျက်ဆီးနေကျွန်တော်ဒီကြတော့ confirm တူဖြစ်ပြီးတော့မှကျွန်တော်ပြီးခဲ့တယ်ပေါ့နော်အများကြီးတော့မဟုတ်ပေမဲ့ကျွန်တော်ပြီးလို့ဆုံးဖြတ်လိုက်တယ်ကျွန်တော်ရဲ့ဝิญဉ်ဖခင်ကြီးရှိတယ်ဝิญဉ်ဖခင်ကြီးရှိတယ်အဲ့ဒါကိုကျွန်တော်6ယောက်ကိုခွဲပြီးမှတိကျအမောင်းကိုတိကျခွဲပြီးတော့ပြီးတယ်ပြီးကျွန်တော်ဖျက်ခင်ကျွန်တော်ဆူတောင်းတယ်ကျွန်တော်ကြီးမားတဲ့တတိခံချက်ကိုဖျက်ခင်ကျွန်တော်ပြီးပါတတိခံချက်ဒါပေမဲ့2017ခုနှစ်ဒီဇင်ဘာလကုန်ပြီဘာမှဖြစ်မလာဘူးကျွန်တော်အရန်ဆူတောင်းတာကအဲ့ချိန်မှာအလုပ်တစ်အတွက်ကျွန်တော်အရန်ဆူတောင်းဒါပေမဲ့ဖျက်ခင်ကျွန်တော်အလုပ်တစ်လည်းမပေးသေးပါဘူးလို့ဟုတ်ပြီဒါပေမဲ့ဒီ2012ခုနှစ်ဒီ4ရက်နေ့မတိုင်ခင်3ရက်နေ့နောက်မှာကျွန်တော်အရင်ကဖုန်းဆက်တယ်ကျွန်တော်ဖုန်းဆက်တဲ့အခါမှာဒီကျွန်တော်အဲ့ချိန်မှာ4ရက်နေ့မှာကျွန်တော်ညီမရဲ့မင်္ဂလာဆောင်ရှိတယ်အဲ့ဒါသူကအဲ့မှာငွေကြီးလိုတဲ့အခါမှာကျွန်တော်ရဲ့အဖေကနေသူရဲ့ပိုင်ဆိုင်တဲ့အချိန်တော့ဂျုံရဲတဲ့9လကအဖေကပိုင်ဆိုင်မှုတစ်ခုပေါ့နော်ဒီတစ်ခွက်ဟိုသူတို့ဝယ်ထားတယ်ဒါပေမဲ့အဲ့ဒီကနေ့နေရာမှာသူပြန်ရောက်လိုက်တဲ့အခါမှာကျွန်တော်ကကြီးမားသွားတယ်ကျွန်တော်တို့ကောင်းလို့သွားတယ်ကြီးမားတဲ့ဟိုနော်ဝင်ရရှိတယ်နဲ့အဖေဘလောက်နဲ့လေကျွန်တော်ပြီးကြည့်တယ်ကျွန်တော်အားလုံးနဲ့ဒီမှာကြောက်မဲ့ဆိုတော့ဖြားသွားတော့ကျွန်တော်လည်းကြားတဲ့ခါမှာအရင်အောင်တယ်ကြားတဲ့ခါမှာပြီးတော့ရှင်းမှန်းပါတယ်ပြောလဲတော့အားလုံးကိုကျွန်တော်ကြားပြီးတယ်ဆိုတော့ပြောရပါတယ်ဆိုတော့အဖေဘလောက်နဲ့လဲဆိုတော့ငါသားတယ်90နဲ့တယ်အရင်ကျွန်တော်အားဟုတ်တယ်ကြားပြီးရှင်းမှန်းတယ်အဲ့မှာကျွန်တော်ပြန်ပြီးတော့ကျွန်တော်ကြားပြီးကျွန်တော်အရင်ကောင်းနေတယ်ဆိုတော့ကျွန်တော်ခံစားရတယ်ဘာလို့လဲကျွန်တော်ထူတောင်းတဲ့အချိန်မှာဟိုနောက်မကြပဲနဲ့ကြားခင်ပြီးတယ်ဆိုတော့ကျွန်တော်သတိထားနေတယ်အဲ့တော့ဆုံးဖြတ်တဲ့အခါကျွန်တော်ဒီအဲ့ saving ပေးပြီးတဲ့အခါမှာကျွန်တော်ရဲ့စိတ်ထားမှုတစ်ခုရှိတယ်ငွေကြေးကကျွန်တော်အတွက်စိတ်လုံးဝတောက်ချာမရှိတော့ဘူးเนาะကြားခင်ခေါ်ပေးခိုင်းတဲ့အခါမှာကျွန်တော်အားလုံးကိုပေးဖို့ကျွန်တော်မကြောက်တော့ဘူးနောက်ရှင်နေမှာကျွန်တော် saving မကလို့ဘာပဲဖြစ်ဖြစ်ကျွန်တော်ပေးဖို့ဆုံးဖြတ်တယ်เนาะအဲ့တော့ကြားခင်ကသူ့ရဲ့အလုပ်ကိုသူလုပ်တာဖြစ်တယ်ဆိုတော့ကျွန်တော်အများခံစားရတယ်လို့ဒီလာပြင်ရောက်ဒီတိုင်းတက်ပြီးခွန်အားရမယ်ဆိုတော့မျှော်လင့်ပါတယ်ဒီပြင်ကျွန်တော်ဘုရားခင်ရဲ့လူယူပြီးခြင်းအပြင်ကျွန်တော်တို့ပိတ်နေတဲ့ကောင်းကြီးကိုဘုရားခင်ကပြန်ပြန်ဖွင့်ပေးတယ်ဆိုတာကျွန်တော်တရားအစီအစဉ်ကိုတက်ပြီးတယ်လို့ရောက်ချင်တဲ့ကောင်းကြီးပါလေဒီမှာကျွန်တော်နောက်ပြီးတော့တက်ပြီးခံနေတာကျန်သွားတာအဖေကအစိုးရဝန်ထမ်းဖြစ်တယ်အခုပြီးခဲ့တဲ့အနှစ်30လောက်သူအစိုးရဝန်ထမ်းထဲမှာလုပ်တယ်ဒီလိုတာမန်ဟိုပြင်ပြမယ်နော်ဒါနဲ့အရန်ထွက်တယ်ထွက်နေပြီးခဲ့တဲ့နှစ်ကပြင်ထားတယ်သူတို့ရဲ့လူကြီးတော့ဒီမမကြီးမှာဆိုရင်တော့သူတိုင်းပေါ့သူကကိုလက်မှတ်ထိုးပြီးတယ်ပုံပြင်ချင်းထွက်လို့ရတယ်ထိုးပြီးဒါနဲ့ကြမလာဘူးကျွန်တော်သူတောင်းတဲ့အခါမှာကျွန်တော်ဘေးကန်းချင်းအားဖြင့်ကျွန်တော်ယုံကြည်တယ်ကျွန်တော်ရဲ့ဘေးကန်းချင်းအားဖြင့်ဒီဘုရားရှင်ကဒီအဖေရဲ့ဆောက်တာကိုဒီ2012ခုနှစ်မှာသူတရားနေ့မှာသူကြာပြီးတဲ့အဲ့မှာဒီလိုပြန်ကြားတဲ့ခါမှာအရန်ဝမ်းတာတယ်။ဒီကဒါကိုအရန်ကိုဖန်ခဲ့တာပြီးတော့သူအရန်ဒီစစ်မှုထမ်းတဲ့ဟိုမှာအရန်ပြင်ပန်းတယ်။အဲ့ဒါသူနားယူခြင်းနဲ့ဒီကခင်တဲ့ဒီပိဿာရဖွဲ့ခြင်းနဲ့အဖေကဘယ်လောက်တိုးလဲဆိုရင်အရန်အလုပ်များတယ်ခရစ်စမတ်တော့မှတစ်ခါတော့မသွားနိုင်ဘူး။အဲ့ဒါကျလူကြီးလာလို့ချင်းခရစ်စမတ်လည်းမရတော့သွားလို့မရတော့အဲ့ဒါဆိုတော့ဒီနေ့မှတစ်ခါတော့သူ့ကိုပြင်မှုရဲ့လူကရှားတယ်။ဆိုတော့အဖေ
ဖေနဲ့အမေနဲ့ကျွန်တော်ဆိုရင်လူရပူပြီးတယ်အားလုံးကြီးတယ်မင်းဖေကဘယ်လိုလဲဆိုဘယ်သူမှမသိဘူးအိမ်တော်ဦးကြီးကကျွန်တော်လိုဖြစ်နေတာကျွန်တော်ဆိုအားလုံးသိတယ်တင်းတော်လူဒီပါတော့လားဒီကအဖေကိုမမြင်ဘူးလေဆိုတော့များတယ်ဒီအားဖြင့်ဒီတက်ကပချင်းအားဖြင့်ဒါကျင်ကသူ့ရဲ့အမှုတော်ထဲမှာတော့အဖေကိုဆက်လက်ကြုံမှာဒါပြီးဒီကဘို့ဒါပြီးအမှုတော်ထဲမှာ